များပြန်ပြစ်သွားတဲ့အတွက်ကျေးဇူးတင်တဲ့အကြောင်းပြောရင်အားလုံးကိုပတ်ပတ်ဆက်ဆက်ပြန်လုပ်ပေးလိုက်ပါတယ်ဒါရိုင်းတဲ့တွေကြောင့်ဘာမှမဖြစ်သွားပြီမြခါသားစုနဲ့တုံးပေးလိုက်တဲ့နာရာကလန်ရဲ့အရေးချုံအောင်ကြီးနဲ့အကုန်လုံးထိန်းချုပ်ခံလိုက်ရပြီသူလိုချင်တဲ့နေရာတွေကိုတော့ Black Rock တွေနဲ့မလုံနိုင်အောင်ထိန်းထားလိုက်ပါတယ်အဲ့လိုအားလုံးအခြေအနေမကောင်းတော့တဲ့အချိန်မှာဘုံသူကလည်းသူ့ကိုချုပ်ကြည့်ပေးခဲ့တဲ့သူ့ပြရစာစီစိတ်မပြတ်စေဖို့အတွက်သူ့ဝင်မနေပဲသူ့တက်ကတော့ Racing Gun ကိုထုတ်လိုက်ပါတယ်နေသူက Racing Gun ကိုမြင်လာကြောင်းအံ့ဩသွားခဲ့ပြီး Sasuke ကလည်းသူ့တပည့်ကိုလုံလိုက်ဖို့ပြောတာကြောင့်ဘုံသူကအားကုန်လုံးပြီးသူ့ရဲ့ Racing Gun နဲ့လှမ်းပစ်လိုက်ပြီးမြအားလုံးမျောလင်းနေတဲ့ကြားကထုံးစံအတိုင်းနားမရဘူးတောက်သွားခဲ့ပါတယ်ဒါပေမဲ့လျှက်စီးတစ်ချက်နဲ့ဒီမိုမိုရှိကီရဲ့မျက်ခွက်ကအထိုးခံလိုက်ရတာကြောင့်အချိန်ချုံတော်ကြီးဂျီဆူကလွတ်သွားကြပြီးဘုံတွေရဲ့ Racing Gun ကသူကျွမ်းကျင်တဲ့ Lightning Chakra နဲ့မတော်တဆပေါင်းစပ်မိတဲ့အခါမှာကိုပြောက် Racing Gun ကိုဖန်တီးမိလိုက်တာဖြစ်တဲ့ကြောင့် Sasuke ကရှင်းပြလိုက်ပါတယ်ဂျိုနီခါခါရှိတောင်ပေါင်းစပ်လို့မရခဲ့တဲ့ Racing Gun နဲ့လျှက်စီးကိုအဖေနဲ့ DNA စစ်စရာမလိုပဲကျုံလိုလုံးနေညာဘုံကမတော်တဆဖန်တီးနိုင်ခဲ့တာဖြစ်ပါတယ်အဲ့ကြောင့်မိုမိုရှိကီကမမြင်ရတဲ့ဂျူဆူတွေဆိုရင်စောက်ယူလို့မရတာကိုနားလည်သွားကြပြီးနိုင်တိုကလည်းသူ့သားတို့ Racing Gun နောက်တစ်ချိန်ထပ်လုပ်ဖို့ပြောလိုက်ပါတယ်ပြီးရင်တော့ခေဆက်ဆက်ဦးစမဂီတယောက်ဖြစ်လက်ဆင့်ကမ်းလာတဲ့အားလုံးရဲ့ရှုံကြည်မှုကိုနိုင်တိုကသူ့သားပေါ်လွှဲပြောင်းပေးလိုက်တဲ့ကြောင့်ဒီလိုနေရာထိရောက်လာဖို့အများကြီးကြော်ဖြတ်ခဲ့ရတဲ့လေးလံခက်ခဲမှုတွေကိုဘုံတိုကနားလည်သွားခဲ့ပါတယ်ဘုံတွေချာကရာကြောင့် Racing Gun ကိုမမြင်ရတဲ့အချိန်မှာ Sasuke ရဲ့ဘုံတိုကလမ်းရှင်းပေးလိုက်ပြီးရင်းနေရဲ့အစွမ်းနဲ့ဆရာတပည့်နှစ်ယောက်ကလာပပကြီးဂျူဆူကိုစောက်ယူတဲ့မိုမိုရှိကီရဲ့လက်ကိုဒုက္ခပေးနိုင်လိုက်ပါတယ်ကျန်တဲ့တာဝန်ကိုတော့နိုင်တိုရဲ့သား Sasuke ရဲ့တပည့်ကသူ့ရဲ့ကိုဝါးတွေကိုကောင်းကောင်းအသုံးချရင်းနဲ့အေယာမ Lightning Racing Gun နဲ့အဆုံးသတ်ဖို့လုပ်လိုက်တဲ့ကြောင့်မိုမိုရှိကီကလည်းခါသားစုတဲ့စီကသူစောက်ယူထားတဲ့ Racing Gun ကိုစားပုံမြင့်ပြီးကာဝယ်လိုက်ပါတယ်နောက်ဆုံးမှာတော့ Otsutsuki Momoshiki ဆိုတဲ့ကောင်ဘုံတို့ကလက်တစ်ဖက်လုံးစုပ်ပြတ်သွားတဲ့အဆုံးသတ်ပေးလိုက်ပြီး